ကဘာပေါ်မှာတန်းနဲ့ချီတဲ့လူတွေရဲ့အနာဂတ်ကိုတိတ်တဆိတ်ချင်းချောင်းနဲ့ပြဿနာတစ်ခုရှိပါတယ်။အဲ့ဒါကတော့အာဟာရချိုတဲ့မှုပါပဲ။ဆိုတော့ဒီကြီးမားတဲ့စိန်ခေါ်မှုကိုဖြေရှင်းဖို့စ조사နေတဲ့ Capacity for Nutrition ဒါမှမဟုတ် C4N လို့ခေါ်တဲ့ကမ္ဘာလုံးဆိုင်ရာအစီအစဉ်တစ်ခုအကြောင်းကိုဒီနေ့အတူတူလေ့လာကြည့်ကြရအောင်။ဒီကြိုးပမ်းမှုတွေအားလုံးရဲ့နောက်ွယ်မှာတော်တော်လေးကိုကြီးမားပြီးအရေးကြီးတဲ့ရည်မှန်းချက်တစ်ခုရှိနေပါပဲ။အဲ့ဒါကဘာလဲဆိုတော့2030ခုနှစ်ရောက်ရင်အာဟာရချိုတဲ့မှုပုံစံအားလုံးကိုအပြီးနိုင်အဆုံးသတ်ဖြစ်ဖို့ပါပဲ။ဒါကကုလသမဂ္ဂရဲ့ရေရှည်တည်တံ့ခိုင်မြဲသောဖွံ့ဖြိုးတိုးတက်ရေးပန်းတိုင်နဲ့တည်နေမှာပါတဲ့ကမ္ဘာလုံးဆိုင်ရာကတိကဝတ်တစ်ခုလည်းဖြစ်ပါတယ်။ဟုတ်ပြီဒီရေမှန်းချက်ကြီးကိုဘယ်လိုအကောင့်ထဲပေါ်နေလဲဆိုတာကိုရှင်းရှင်းလင်းလင်းမြင်သွားအောင်ဒီနေ့မှာကမ္ဘာလုံးဆိုင်ရာပန်းနိုင်ငံနဲ့စပြီး C4A ဆိုတာဘာလဲသူတို့ရဲ့အဓိကလှုပ်ဆောင်ချက်တွေလက်တွေ့အကောင့်ထဲပေါ်မှုတွေနဲ့ဒါတွေအားလုံးကဘာကြောင့်အရေးကြီးလဲဆိုတာကိုတစ်ခုချင်းစီဆွေးနွေးသွားကြပါမယ်။ကဲအရင်ဆုံးအခြေခံဆုံးအချက်အရာအလုံးရဲ့အစဖြစ်တဲ့ကမ္ဘာလုံးဆိုင်ရာအာဟာရဆိုင်ရာရည်မှန်းချက်အကြောင်းနဲ့စလဲကြရအောင်။ဒါကပိုကျန်းမာတဲ့ကမ္ဘာကြီးတစ်ခုအတွက်တတ်မှတ်ထားတဲ့ deadline တစ်ခုလို့ပါပဲ။ဒီပန်းတိုင်ကအရင်ရှင်းပါတယ်။အာဟာရချိုတဲ့မှုပုံစံအားလုံးကိုအဆုံးသတ်ရမယ်။ဆိုတဲ့တစ်ခုတည်းသောပန်းတိုင်ပဲ။ဒါမဲ့ဒီရိုးရှင်းတဲ့ပန်းတိုင်တစ်ခုကိုအောင်မြင်ဖို့အတွက်ကတော့ကမ္ဘာတစ်ဝန်းလုံးကအစိုးရတဲ့အဖွဲ့အစည်းတွေအားလုံးတကယ်ကိုစနစ်တကျညှိညှိနှိုင်းနှိုင်းနဲ့ပူးပေါင်းလုပ်ဆောင်ကြဖို့လိုအပ်ပါတယ်။ Okay ဒီလောက်ကြီးမားဖက်ပန်းတိုင်ကိုဘသူကဥဆောင်ပြီးအကောင့်ထဲပေါ်မှာလဲအဲ့ဒီမှာပဲအဓိကဇက်ကောင်ဖြစ်တဲ့ Capacity for Nutrition C4N ကဝင်လာပါပြီဆိုတော့ C4N ဆိုတာတကယ်တော့ဘာလဲရိုးရိုးရှင်းရှင်းပြောရရင် C4N ဆိုတာကကမ္ဘာလုံးဆိုင်ရာနည်းပညာအထောက်အကူပြုဖွဲ့တစ်ခုပါသူတို့ရဲ့အဓိကအလုပ်ကနိုင်ငံတီးတီးကအာဟာရနဲ့ပတ်သက်တဲ့မူဝါဒတွေအစီအစဉ်တွေကိုပိုပြီးကောင်းမွန်အောင်ပိုပြီးထိရောက်အောင်ပံ့ပိုးကူညီပေးတာပါပဲသူတို့ဘသူတွေကအဓိကကူညီပေးနေလဲကြည့်လိုက်ရအောင်ဥရောပကော်မရှင်နဲ့ UE ကိုစားတဲ့အဖွဲ့တွေကနေစပြီးမိဖက်နိုင်ငံတွေရဲ့အစိုးရဌာနတွေဒေသဆိုင်ရာနဲ့ကမ္ဘာလုံးဆိုင်ရာအဖွဲ့အစည်းကြီးတွေအထိပြောတယ်အဆင့်ဆင့်မှရှိတဲ့အဓိကကျတဲ့သူတွေအားလုံးကိုပံ့ပိုးပေးနေတာပါဒီလောက်ကြီးမားတဲ့အစီအစဉ်တစ်ခုလဲပန်းနိုင်ဖို့နောက်ွယ်မှာဘသူတွေရှိနေလဲဆိုတာလဲစိတ်ဝင်စားစရာပါပဲရန်ပုံငွေကိုတော့ဥရောပသမဂ္ဂ EU နဲ့ဂျာမနီရဲ့ BMC တို့ကပူးတွဲထောက်ပံ့ပြီးအကောင့်ထဲပေါ်တဲ့အပိုင်းကိုတော့ GIZ ကတာဝန်ယူထားတာဖြစ်ပါတယ်ကောင်းပြီC4N ကဘလို့နီလန်းနေနဲ့အကူအညီပေးနေလဲဆိုတာကိုအသေးစိတ်ကြည့်ကြရအောင်သူတို့ရဲ့အထောက်ပံ့ပေးရဲ့ system တစ်ခုလုံးကအထူးကလုပ်ငန်းဆောင်တာ၃ရက်ပေါ်မှာမူတည်နေပါတယ်ဟုတ်ပါတယ်နံပါတ်3ပါ C4A ရဲ့ချင်းကပ်ပုံတစ်ခုလုံးဟာအပြန်လန်ချိတ်ဆက်နေတဲ့မန်တိုင်ကြီး၃ခုပေါ်မှာတိစောက်ထားတာပါဒီမန်တိုင်တစ်ခုချင်းစီကအာဟာရချိုးရမှုပြဿနာရဲ့မတူညီတဲ့အပိုင်းတွေကိုဖြေရှင်းဖို့ရည်ရွယ်ပါတယ်အဲ့ဒီမန်တိုင်၃ခုကတော့၁စွမ်းဆောင်ရည်မြင့်တင်ပေးတာ၂အုပ်ချုပ်မှုနဲ့တာဝန်ယူမှုတာဝန်ခံမှုအပိုင်းကိုအားကောင်းအောင်လုပ်တာပြီးတော့၃အသိပညာနဲ့မူဝါဒအပိုင်းကိုပံ့ပိုးပေးတာတွေပဲဖြစ်ပါတယ်ဒီလုံဆောင်ချက်တွေကဘယ်လောက်ထိလက်တွေ့ကြလဲဆိုတာဒီမှာကြည့်နိုင်ပါတယ်တစ်ဖက်မှာရှိတဲ့ပြဿနာတွေဥပမာအချက်လက်အားနေတာမူဝါဒတွေညံပြင်းတာတာဝန်ခံမှုမရှိတာတွေကို C4N ရဲ့ဖြည့်ရှင်းချက်တွေနဲ့ဓာတ်ရိုက်ချိဆက်ထားတာပါဆိုလိုတာကအချက်လက်ခွဲချမ်းစစ်ဖျားမှုကိုအားကောင်းအောင်လုပ်ပေးတယ်တက်တဲ့အထောက်အထားပေါ်အခြေခံတဲ့မူဝါဒတွေဖြစ်လာအောင်ကူညီတယ်ပြီးတော့တိုးတက်မှုကိုလည်းတေချာစောင့်ကြည့်နိုင်အောင်လုပ်ပေးပါတယ်ဒီလှုပ်ဆောင်ချက်တွေအလုံးရဲ့အဆုံးစုံပန်းတိုင်ကတော့ဥရောပကော်မရှင်နဲ့ SDGs ရဲ့ကတိကဝတ်တီမဟာဗျူဟာတွေနဲ့အညီမိခင်နဲ့ကလေးတွေရဲ့အာဟာရအခြေအနေကိုမြင့်တင်ပေးဖို့ပါပဲဒါကသူတို့ရဲ့အဓိကစီမံချက်ပါပဲโอเคသဘောတရားပိုင်းကတော့ဒီလောက်ဆိုရှင်းလက်ပါပြီအခုလက်တွေ့မှာရောဒီအစီအစဉ်တွေကဘလို့အလုပ်လုပ်လဲဆိုတာကိုကြည့်ကြရအောင် C4N နဲ့ SUN movement တို့ရဲ့မဟာဗျူဟာမြောက်ပူးပေါင်းဆောင်ရွက်မှုကိုဥပမာအနေနဲ့လေ့လာကြည့်ပါမယ်2023ခုနှစ်မှာ C4N က Sun Movement 3.0 မဟာဗျူဟာကိုပံ့ပိုးပေးဖို့စတင်ခဲ့ပါတယ်။ဒီပူးပေါင်းဆောင်ရွက်မှုမှာအဓိက ODJ နှစ်ခုကိုအာရုံစိုက်ထားပါတယ်။ပထမတစ်ခုကအာဟာရအထွေပြည်ဖို့ဗန္ဒာရေးနဲ့ဒုတိယတစ်ခုကတော့စနရိခအစစ်တင်များပြောင်းလဲခြင်းပဲဖြစ်ပါတယ်။ဒီအဓိကနေပဲနှစ်ခုကဘာကိုဆိုလိုတာလဲဆိုတာနည်းနည်းလေးထပ်ရှင်းပြပါမယ်။အာဟာရအတွက်ပြည်သူ့ဗန္ဒာရေးဆိုတာကအစိုးရတွေကအာဟာရဆိုင်ရာအစီအစဉ်တွေအတွက်ဘတ်ဂျက်ကိုထိရောက်ရောက်သုံးစွဲရလားဆိုတာသိချအောင်လုပ်တာပါ။စနရိခ system များပြောင်းလဲခြင်းဆိုတာကတော့လက်ကွင်းထက်ကနေစောက်ပွဲပေါ်ရောက်ခဲ့တဲ့အထိအစားတောက်ထောက်ပံ့ရေးကွင်းဆက်တစ်ခုလုံးကိုပိုပြီးကျန်းမာရေးနဲ့ညီညွတ်အောင်အာဟာရပူရှိအောင်ပြုပြင်ပြောင်းလဲတာကိုဆိုလိုတာပါ။ဒါဆိုဒီလိုမူဝါဒအဆင့်မဟာဗျူဟာအဆင့်ကိစ္စတွေကဘာကြောင့်ဒီလောက်အရေးကြီးနေရတာလဲ။အစိုးမှာတော့ဒါတွေအားလုံးကလူသားတွေရဲ့အနာဂတ်အတွက်ဘယ်လောက်အရေးပါလဲဆိုတာကိုချိတ်ဆက်ကြည့်ကြပါမယ်။အချို့ပြောရရင် C4 ရဲ့အဓိကလှုပ်ဆောင်ချက်၃ခုပိုခိုင်မာတဲ့အချက်လက်ပိုကောင်းမွန်တဲ့အုပ်ချုပ်မှုနဲ့ပိုပြီးချလာဝိုက်တဲ့မူဝါဒတွေ
ဒီသုံးခုစလုံးကပိုကောင်းမွန်တဲ့အာဟာရအခြေအနေကိုတိစောက်ဖို့ကမရှိမဖြစ်လိုအပ်တဲ့အခြေခံအုတ်မြစ်တွေပါပဲတစ်ခုနဲ့တစ်ခုအပြန်အလှန်ချိတ်ဖက်နေပါတယ် ဒီတော့အဓိကမှတ်ထားရမယ့်အချက်ကရှင်းရှင်းလေးပါပဲပိုကောင်းတဲ့တက်တဲ့အထောက်ထားတွေပိုခိုင်မာတဲ့အချက်လက်တွေကနေတဆင့်မိခင်အနေနဲ့ကလေးတွေအတွက်ပိုကောင်းတဲ့ကျန်းမာရေးရလဒ်တွေကိုဖန်တီးပေးနိုင်တယ်ဆိုတာပါပဲဒါဟာစာရွက်ပေါ်ကအချက်လက်ကနေလူသက်ကိုကဲတင်တဲ့အထိချိတ်ဆက်သွားတာပါနောက်ဆုံးအနေနဲ့စဉ်းစားစရာမေးခွန်းတစ်ခုခြံထားခဲ့ခြင်းပါတယ်ဒီနေ့ခေတ်အလိုရှုပ်ထွေးတဲ့စိန်ခေါ်မှုတွေနဲ့ပြည့်နေတဲ့ကမ္ဘာကြီးမှာအချက်အလက်နဲ့တာဝန်ခံမှုကိုအခြေခံတဲ့ပိုကောင်းမွန်တဲ့ system တွေတိစောက်တာကပဲပြဿနာတွေကိုဖြေရှင်းဖို့ကျွန်တော်တို့ပိုင်ဆိုင်ထားတဲ့စွမ်းထက်ဆုံးကိရိယာတစ်ခုဖြစ်နေမလား